တကြံကားလာလဲပြီးသွားပြီဆိုတော့နှစ်တစ်ကိုရောက်လာပြီပေါ့နော်နှစ်တစ်မှာတင်တို့ရဲ့စီးပွားရေးအလုပ်အကိုင်းငွေကြေးမိသားစုရေးဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုကျမတို့တူတူ Tarot reading လေးကိုကြည့်လိုက်ရအောင်နော်ကဲဒါဆိုလို့ရှိရင် universe ကနေပြီးတော့တင်တို့ကိုဘာစကားလေးတွေပြောချင်လဲဆိုတာလေးကတော့ကဏ္ဍမိတ်လေးအရာထွက်လာပြီပေါ့နော်ထွက်လာတဲ့အခါမှာကဏ္ဍမိတ်လေးတွေကတော့ကောင်းတာလေးတွေကများနေတယ်ဆိုတဲ့အတွက်ကြောင့်မလို့ရလက်ကောင်းလေးထွက်လာနိုင်မှာပါကဲအဲ့ဒါဆိုလို့ရှိရင် universe ကပို့တဲ့စာအရတင်တို့နဲ့ energy ကိုက်ပါစေနော်အဲ့တော့ပထမဆုံးကြာလာတဲ့ကဏ္ဍမိတ်အရာဆိုလို့ရှိရင်တင်တို့ရဲ့အခုရွေထားတဲ့ရွေချက်တွေကအောင်မြင်အဆင်ပြေတော့မှာပဲဖြစ်ပါတယ်เนาะအောင်မြင်မယ်အဆင်ပြေမယ်ပြည့်ပြည့်သားတော့လောက်ကမယ်ဆိုတဲ့ဟာမျိုးပြတယ်ပေါ့နော်တွေ့ဝေချင်းမရှိဘဲနဲ့ပြည့်ပြည့်သားလုပ်ဖို့တော့လိုတယ်ဆိုတဲ့အရာမျိုးပြတယ်ငွေချင်းနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်ကတော့ငွေချင်းနဲ့ပတ်သက်တဲ့ဒီဆိုလို့ရှိရင်အမွေရမဲ့လူတွေကလည်းညှိညှိနှိုင်းနှိုင်းနဲ့အမွေရလာနိုင်တယ်တကြံကာလမတိုင်ခင်တော့ငါဖြစ်ဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကတကြံကာလပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ငွေချင်းနဲ့စကားပြောနေရတဲ့လူတွေအမွေကိစ္စစကားပြောနေရတဲ့လူတွေလုပ်ငန်းအသစ်လုပ်မဲ့လူတွေကဒီကာလမှာကောင်းသောပြောင်းလဲမှုတွေပြောင်းလဲလာပြီဆိုတဲ့ကဏ္ဍမိတ်ကိုကြားတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကဲစမရေးအင်တာဗျူးဖြေထားတဲ့လူတွေကတော့အဆင်ပြေနိုင်မလားဆိုပြီးပြောထားတာမျိုးတွေရှိတယ်โอเคအဲ့ဒါဆိုလို့ရှိရင်အင်တာဗျူးဖြေမဲ့လူတွေကလည်းအလင်းအမြန်နဲ့အလုပ်တွေကပို့ပြီးအဆင်ပြေလာမယ်အင်တာဗျူးတွေဆက်သွယ်လာနိုင်မယ်เนาะဒီကဲရဲ့နမိတ်အရာဆိုလို့ရှိရင်မြ мян ဆက်ဆက်ပဲကိုအလုပ်ရတော့မယ်ဆိုတဲ့ကနမိတ်ကိုပြနေတယ်ပြီးတော့တခုတော့ရှိတယ်ငွေကြေးတွေကတဲ့အရန်3နာရီဆွဲတာတွေအရန်များနေတာမျိုးတွေကိုပြတယ်ကိုမှစုဆောင်လို့ရရတဲ့နဲ့စုဆောင်တဲ့အချိန်မရှိဘဲနဲ့ငွေကြေးကအဲ့လိုလက်လွန်သွားတာတွေတုံးဖြုံးလိုက်တာမျိုးတွေတုံးလိုက်တာမျိုးတွေသူများကောင်ချင်းကားလိုက်တာမျိုးတွေဖြစ်နေတယ်တဲ့အဲ့လိုမျိုးဟာတွေကိုတော့ကိုအနေနဲ့ပြန်ပြီးစစ်စီပြန်လုပ်ဖို့တော့လိုတယ်ဆိုတာမျိုးကိုပြောထားတယ်ဒီကလာမှာသားသမီးလိုချင်လို့သားသမီးမိသားစုတွေစစ်စစ်လုံးလုံးနေချင်တယ်ပြီးတော့သားသမီးလိုချင်တယ်အဲ့ဒီလူတွေအတွက်ကတော့သားသမီးယေဒနာရလာမယ်ကန္နမိတ်ကိုပြပါတယ်เนาะအဲ့တော့အတင်တို့ရှိမှာမိသားစုဝင်တယောက်တိုးမယ်ပေါ့เนาะသားသမီးလိုချင်တဲ့လူတွေအတွက်ကတော့ဟုတ်ပြီဒါဆိုလို့ရှိရင်တခုတော့ရှိတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အရင်ကစိတ်ပင်ပန်းနေရတာတွေစိတ်တော့ကရောက်နေရတယ်အလုပ်အကိုင်မရှိလို့တော့ကရောက်နေရတဲ့လူတွေအတွက်ဆိုလို့ရှိရင်ကတော့ခဏတော့ဆောင်ပေးပါတခုပဲအလောက်ကိုင်းနှစ်ခုရောက်လာတဲ့အခါမျိုးဆိုလို့ရှိရင်ပြည့်ပြည့်သားတစ်ခုကိုရွေးချယ်ဖို့တော့လိုတယ်ဆိုတာမျိုးကိုပြောရပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အကုန်လုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့နှစ်သက်မှာပြည့်စုံခြင်းနေနဲ့ဆင်နွှဲရပါစေ